တင်းချိုရက်လေးမှာတာမီ3ရပန်းအောင်လေးတွေနေပေါ့နော်ညကြတော့မိပုံးပြန်နေလို့မိရှုတိုင်နေလို့ဘလို့လွတ်ပြီးမှဘလို့မျိုးလေးလှလဲဘလို့မျိုးလေးတွေပူဇော်ချက်လဲဆိုလိုက်ကြည့်ကြအောင်နော်ဆွနာလိုမျိုးမီးပန်းမီးရှူရတဲ့အခက်မသိပေါက်ခွဲတဲ့အဲ့အတွက်အမြဲကင်းကင်းနဲ့ကိုကကြည့်မယ်ဆိုရင်လည်းအဝေးကနေပဲကြည့်တာအကောင်းဆုံးပဲပေါ့နော်ဒါကစီမီတထောင်ပေါ့နော်စီမီတထောင်နဲ့မိဘုံပြန်လွတ်တာလေးပါရှင်